TikTok ကနေကျွန်တော်ကြည့်ထားတဲ့ဗီဒီယိုတွေကိုဖြစ်မယ်ဆိုလို့ရှိရင်ပထမဆုံး TikTok ထိကိုဝင်နေပါဗျာနော် TikTok အကောင့်ထိကိုဝင်နေပါကျွန်တော်ညာဖက်အတောက်ဆုံးမှာကျွန်တော်အပေါ်ဆုံးမှာမြင်းကြုံလေး3မျိုးရှိရပေါ့နော်အဲ့ဒါတွေကိုတစ်ချက်လောက်နေပြီးတော့တစ်ချက်လောက်နေပြီးတော့ဝင်လိုက်ပါဗျာဝင်ပြီးစတဲ့ဒီနားလေးမှာ activity setter ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော် activity setter ဟာလေးကိုရှင်းနေလိုက်ပါဒီပြစနဲ့ကျွန်တော်ဒီနားလေးမှာဒီမှာ watch history comment history share history ဆိုတော့ဒီမှာအမျိုးရှိတာပေါ့နော်ကျွန်တော် watch history ဆိုတော့ကျွန်တော်ဗီဒီယိုကျွန်တော်တို့ကြည့်ထားတဲ့ဗီဒီယိုတွေပေါ့နော်မိနစ်ဘေးကကြည့်ထားတဲ့ဟာဆိုတော့ watch history ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်လောက်နေလိုက်ပါဗျာနော်ဒီနေ့ဒီနားလေးမှာကျွန်တော်ကြည့်ထားတဲ့ဗီဒီယိုတွေရှိရပါတော့ဒီမှာနေပြီးတော့ဒီမှာ filter by date ဆိုတဲ့ဟာလေးရှိတယ်ပေါ့အဲ့ဒါလေးကနေ filter and date ကိုတစ်ချက်နေကြည့်ပါဒီကဘယ်နေ့ဘယ်ကကြည့်ထားတဲ့ဟာပေါ့နော်ရဲမင်းကကြည့်တဲ့ဟာရဲလွန်ခဲ့တဲ့အပတ်ကကြည့်တဲ့ဟာရဲဟိုကုန်ခဲ့တဲ့လာကကြည့်တဲ့ဟာရဲဒီမှာအကုန်လုံးရှိရပါတော့ဟုတ်ပြီဗျကျွန်တော်ဒီဟာလေးကိုဒီဗီဒီယိုတွေကိုတစ်ခုချင်းဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီဗီဒီယိုလေးကိုဖြစ်မယ်ဆိုပါတော့ဗျာအဲလက်ကလေးနဲ့ဖိထားလိုက်ပါဖြည့်ရစနေအောက်ဆုံးမှာ delete ဆိုတဲ့ဟာလေးပေါ်တယ်ပေါ့နော်အဲ့ဒီ delete ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒါဆိုရင်ပြတ်တော့ပြီဖြစ်ပါတယ်เนาะအဲ့ဒါဒီဟာကြိုက်ရင်ကျွန်တော်တစ်ခုရှင်းဖြစ်တဲ့ဟာပေါ့เนาะအကုန်လုံးဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးမှာညာဖက်တောင်းလိုက်မှာဒီမှာ set ကလေး30ရှိတာပေါ့เนาะအဲ့ဒီဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျနှိပ်လိုက်ပါပြီးတော့ဒီမှာ select ဆိုတဲ့ဟာလေးပေါ်တယ်ပေါ့เนาะအဲ့ဒီ select ဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျချက်လောက်နှိပ်လိုက်ပါအဲ့ဒီစနဲ့ကျွန်တော်ဒီမှာအောက်ဆုံးမှာကျွန်တော်ဒီ file down လိုက်မှာဒီမှာ select all one's history ဆိုပြီးပေါ်တယ်ပေါ့เนาะအဲ့ဒီဟာလေးမှာကျွန်တော်ဒီ7လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျာနော်။အဲ့ဒီစနဲ့ဒီမှာအကုန်လုံးဒီမှာ selection method ပဲဖြစ်ပါတယ်နော်။ဟုတ်ပြီဒီဟာလေးကိုဖြစ်မယ်ဆိုလို့ရှိရင်ဒီမှာ delete ဆိုတဲ့ဟာလေးရှိပေါ့နော်။ညာဘက် down လေးမှာကျွန်တော်အောက်ဆုံးမှာ delete ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာနော်။ချက်နှိပ်လိုက်ပါပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာ delete ပေါ်တယ်ပေါ့နော်။အဲ့ဒီ delete ဆိုတဲ့ဟာလေးကိုဆက်ပြီးနှိပ်လိုက်ပါဗျာ။ဒါဆိုရင်ဒီဟာကြာရင်အကုန်လုံးဖြစ်တဲ့ဟာပဲဖြစ်ပါတယ်နော်။ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကုန်လုံးအဆင်ပြေကြပါ